အနုရှကာရဲ့ဖြစ်ရန်ဇလန်းလေးကတော့သူမ10နှစ်သမီးအရွယ်ကစခဲ့ပါတယ်။နှစ်စဉ်တွေရာသီတိုင်းဖခင်ရဲ့တငယ်ချင်းမိသားစုနဲ့အတူပူရီလိုလာပါတဲ့ဘုရားကျောင်းတွေနဲ့ရှေးရောင်ကမ်းခြေရှိရာအဖမ်းဖြေခီးထွက်ရတာကသူတို့ရဲ့ရိုးရာဓလေ့ပါ။ပုံမှန်ဆိုရင်နာမည်ကြီးဟိုတယ်မှာတဲခိုပြီးမယ်ဒီနေ့တော့ကြိုတင်ဘိုကင်မလုံးမီလို့တင်ကြိုင်ဟောင်းနာကကမ်းခြေနဲ့ဘုရားကျောင်းတွေနဲ့ဝေးတဲ့နာမည်မသိတဲ့ဟိုတယ်ငယ်လေးမှာတညတာတဲခိုဖို့ဖြစ်လာခဲ့ပါတယ်။နေကင်းဘက်မှာပျော်စရာတွေနဲ့ကုံဆုံးပြီးပင်မနှွမ်းနေစွာအိယာဝင်ခဲ့ကြတယ်။ဒါပေမဲ့ညတနာရီခန့်မှာတော့အနုရှကာကကြာမက်ဖွယ်ရာခန်းစားချက်နဲ့နိုးလာခဲ့ရပါတယ်။သူမအသက်ရှူလို့မရတော့သလိုလေးလံတဲ့အရာတစ်ခုကဖိထားပြီးတော့လေပင်ကိုညှစ်နေသလိုခံစားရတယ်။လှုပ်ရှားလို့မရအော်ဟစ်လို့လည်းမရဘဲနဲ့အမောင်ထုထဲမှာအရင်မဲရီကြားကလူသားမဟုတ်တဲ့မောင်မဲသောပုံတံတစ်ခုကိုမြင်လာရတဲ့အခါ10နှစ်သမီးလေးကအမေကိုအားကုန်အော်ခေါ်လိုက်ပါတယ်။မိခင်ဖြစ်သူကသမီးဖြစ်သူစီအလျင်မြန်ပြေးလာပြီးတော့ပွေဖက်ကလှုံနိုးလာရတယ်။ဆစ်လှရှာမှုနဲ့အသက်ရှူရခက်ခဲနေတဲ့အနုရှကာကိုဖခင်ဖြစ်သူကပွေချပြီးမိမရှိတဲ့ဟိုတယ်ရှောင်းလန်းကိုခေါ်သွားပါတယ်။အဲဒီရှောင်းလန်းကတိတ်ဆိတ်နေပြီးတော့ထိုင်ခုံပွားပွားတစ်လုံးနဲ့လာရောင်မိန်မိန်ဝင်းနေတဲ့မှန်တကားကြီးတစ်ချက်ပဲရှိပါတယ်။အပြစ်မှာခွေးရီဟောင်းဦးနေတဲ့အတန်တွေကအချိန်တွေကိုပို့ပြီးကြောက်စရာကောင်းစေပါတယ်။ဖခင်ကဆိုဖာပေါ်မှာအသားချပြီးပါးကိုပုံနိုးပေးလိုက်တော့မှအနုရှကာကအသက်ကိုမောဟိုက်စွာပြန်ရှူနိုင်ခဲ့တယ်။အဲဒီချိန်ရှောင်းလန်းကိုကြည့်လိုက်တော့တောင်းတနေရာမှာအရက်ရွှေပြီးစပင်းလေးတွေဝဲနေတဲ့ပုံတံကိုမြင်လာရပြန်တယ်။အမျိုးသမီးတူလို့ထင်ရပေမဲ့လူသားမဟုတ်ပဲအမျက်ဒေါသတွေထုတ်လွှင့်နေတဲ့တတဝါတကောင်မှန်သူမှသိလိုက်ရပါတယ်။အနုရှကာကကြောင်းလန့်တကြားတောင်တင်းသွားပြီးဘာမှမပြောနိုင်ပဲမိသားစုနဲ့အတူအခန်းထဲပြန်ဝင်ခဲ့ရတယ်။နောက်တနေ့မနက်မှာဟိုတယ်ကနေချက်ချင်းထွက်ခွာပြီးနာမည်ကြီးဟိုတယ်ကိုပြောင်းသွားတဲ့အခါခီးစဉ်ကပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်မှအနုရှကာကသူမမြင်ခဲ့ရတာတွေကိုမိဘတွေကိုပြောပြတဲ့အခါမိခင်ကလည်းအဲ့ဒီညမှာပဲအဲ့ဒီတောင်မှာရက်နေပြီးတော့တိတ်တဆိတ်ဆိုင်ကြည့်နေတဲ့ပုံတံကိုမြင်ခဲ့ရတဲ့အကြောင်းဝန်ခံလိုက်တော့မှအနုရှကာရဲ့ကြောက်ရွံ့မှုကအထွတ်ထိပ်ကိုရောက်သွားခဲ့ရပါတယ်။အဲ့ဒီနေ့ကစပြီးသူမရဲ့ဘဝကဘယ်တော့မှပုံမှန်မဖြစ်တော့ပါဘူး။အမောင်နဲ့ဟိုတယ်ရှောင်းလန်းတွေကိုကြောက်ရတဲ့စိတ်အထူးသဖြင့်တင်ချိုင်းနာကဟိုတယ်တွေကိုကြောက်ရတဲ့စိတ်ကသူမနဲ့ထာဝရကပ်ပါလာခဲ့တယ်။ဒီဇလန်ကိုရီစာကအသက်17နှစ်အရွယ်ကျောင်းပိတ်ရက်မှာအတော်အိမ်မှာညအိတ်တဲခိုစဉ်ကကြုံခဲ့ရတာပါ။သူမရဲ့မောင်နှမရီရဲ့ဒီမှာဝင်းခွဲရဲ့ကအေကန်းကားမှုရာပေါ်မှာအိတ်ခဲကြတယ်။လေချောင်းနာပြီးချောင်းဆိုးနေတာကြောင့်ရီစာကည3နာရီခန့်အထိညီမဝင်းခွဲရဲ့ tablet နဲ့ YouTube ကြည့်နေကြရပါတယ်။အိပ်ဖို့ဆုံးဖြတ်ပြီး tablet ကိုပေးလိုက်တဲ့အချိန်မှာရုတ်တရက်ညီမဝင်းခွဲရဲ့အခန်းတကားပွင့်တန်ကိုကြားလိုက်ရပေမဲ့ဘသူကမှထွက်မလာခဲ့သလိုတကားပြန်ပိတ်တန်လည်းမကြားခဲ့ရပါဘူး။ရီစာကနာမည်အော်ခေါ်လိုက်ပေမဲ့အဖြေမရတဲ့အခါမှာစက်သိန်းတွေထားလာခဲ့ပါတယ်။အဲဒီနောက်တကားရှိကဇွဲပေါ်တင်ထားတဲ့ plastic အိပ်ရဲ့လက်ကိုင်းကလေမတိုက်ပဲဆွဲဆောင်းနေသလိုမျိုးလှုပ်ရှားလာတာကိုမြင်လိုက်ရတော့ကြောက်လန့်စိတ်ကတိုးလာခဲ့ပါတယ်။ကြောက်လန့်မှုကြောင့်အမဖက်ကိုလှည့်ပြီးမျက်လုံးမိလိုက်ပေမဲ့မရဲတရဲပြန်ဖွင့်ပြီးပိတ်ထားတဲ့ TV ရဲ့မှောင်မဲနေတဲ့ဖန်သားပြင်ကိုကြည့်လိုက်ရတဲ့အခါမှာတော့ကိုင်းချီဝတ်ထားတဲ့အမျိုးသားရဲ့ပုံကိုသူမရဲ့နောက်မှာမိုးနေသလိုမျိုးအရေးထင်နေတာကိုတွေ့လိုက်ရပါတယ်။ရီစာညီမဝင်ခွဲနဲ့တူနေပေမဲ့ဒါကလူသားမဟုတ်ဘူးဆိုတာကိုရီစာသိလိုက်တယ်။လှည့်ကြည့်လိုက်တော့ဘသူမှရှိမနေပေမဲ့ TV ထဲပြန်ကြည့်လိုက်တဲ့အချိန်မှာပုံတံကပို့ပြီးနီကတ်စွာပြန်ရောက်လာတာပါ။ကြောက်လန့်စိတ်မလှရှားနိုင်တော့တဲ့ဝမ်းနဲ့ကြောက်ရွံ့စိတ်တွေတို့ကြောင့်ရီစာကတိတ်တိတ်လေးငိုကြွေးနေခဲ့ရပါတယ်။အဲ့ဒီပုံတံနီကက်လာချိန်မှာဆူတောင်းရဲ့အမကိုတင်းကျပ်စွာဖတ်ထားလိုက်တော့နောက်ဆုံးမှာပုံတံကပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့စောင့်ကြည့်ခံနေရတဲ့ခန်းစားချက်ကမပြောင်းဆုံးသွားခဲ့ပါဘူး။မျက်လုံးပြန်ဖွင့်ဖို့တက်တီးရှိခဲ့တဲ့အချိန်မှာတော့အဲ့ဒီပုံတံကသူမရဲ့နောက်ကဆိုဖာပေါ်မှာပေါ့ပေါ့ပါပါထိုင်ပြီးခြေချိတ်လက်တင်ခုံပေါ်မှာလက်တင်ရင်းနဲ့သစိမ်းကိုကြည့်သလိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။သူနာမှာနောက်ထပ်အရက်ရှိရှိဖြူဖြောတဲ့ပုံတံတစ်ခုကကိုပေါ်ပိုင်းမဲပေါ်နေတာကိုလည်းမြင်လိုက်ရပါတယ်။မခံမရနိုင်တော့တဲ့ရီစာကအတင်းထရက်ပြီးအတော့အခန်းထဲကိုပြေးဝင်ကလှုံနိုးပြီးတော့အဖြစ်ပြက်အကုန်လုံးကိုပြောပြလိုက်ပါတယ်။တိုင်းမဲ့အတော်ကလုံးဝမယုံမဲချောင်းဆိုးပြောင်းစေးပေးကဘေးမှအိတ်ခမ်းလိုက်တော့မှရီစာကအိပ်ပျော်သွားခဲ့ရတာ။နောက်တနေ့မနက်မှာမောင်နှမရီနဲ့ညီမဝင်းခွဲကိုပြောပြပေးမဲ့ဘသူမှမယုံကြပေမဲ့လှုပ်ရှားနေတဲ့ plastic အိတ်ကိုဘလို့ရှင်းပြမလဲဆိုတာနဲ့ဆိုဖာပေါ်မှာထိုင်ပြီးကြည့်နေတဲ့တတဝါကိုပြန်တွေးလိုက်တိုင်းအခုချိန်ထိစက်သိန်းထားနေစေဖြစ်ရပါတယ်။စကြောင်းပြောသူကအင်္ဂလန်ကတိုက်ခန်းဟောင်းတစ်ခုမှနေထိုင်ခဲ့ပြီးတော့အိမ်ဘေးမှာတော့6ထပ်ရှိတဲ့ဆွန်ပြဟိုတယ်ဟောင်းကြီးကနှစ်ပေါင်းများစွာပျက်စီးရွရွနေခဲ့တယ်။ဒီနေ့မှာတော့သူရဲ့ညီမဝင်းခွဲရဲ့အမရဲ့ကချယ်ဆီယိုကအပေါက်ကနေဝင်ပြီးဒီဟိုတယ်ကိုစွန့်စားကြည့်ဖို့အတွက်အဆုံးဖြတ်လိုက်ပါတယ်
ဟိုတယ်တွင်းကမြင်ကွင်းကထင်ထားတာထက်ဆိုးရွားတယ်။တကားတွေမှာသွေးတွေပေးကျန်နေပြီးတော့ပတင်းပေါက်တွေကွဲနေပြီးအခန်းလေးတွေကခိုးဝယ်နေထိုင်သူတွေကြောင့်ဖျက်ဆီးခံထားရတယ်။လေထူးကလေးလံပြီးအသက်ရှူရခက်ခဲနေသလိုနေရံတွေကနေထွက်သွားဖို့တတိပေးနေသလိုခံစားနေခဲ့ရတယ်။ဟိုတယ်နောက်ဘက်ကသူပြတိန်နာရောက်တော့ဓာတ်တွင်းနေသလိုမျိုးတတူချင်းပွတ်တိုက်တန်ကိုကြားရလို့သူတို့လန့်သွားခဲ့ပါတယ်။အနောက်ဘက်တကားကနေဟိုတယ်တဲပြန်ဝင်လိုက်တဲ့အခါမှာတော့အလောင်းကဲ့သို့ပုတ်ဆော်နန်းတဲ့အနံဆိုးကသူတို့ကိုရိုက်ခတ်လာပါတယ်။ပထမထက်ကိုတက်သွားပြီးအဲ့ဒီနေ့ရဲ့အဆိုးဆုံးဆုံးဖြတ်ချက်ဖြစ်တဲ့ခွဲသွားဖို့ကိုလုပ်ခဲ့ကြပါတယ်။ဆက်ကြောင်းပြောသူကစင်ဟောင်းတွေနဲ့ပရီဘောဂတွေရှိရဲ့အခန်းထဲရောက်သွားပြီးတော့ထောင်းကပြီးတော့ကြီးကိုတတိထားမိလိုက်ပါတယ်။အဲ့နောက်မှာတော့တစ်သားအတွင်းကိုလက်သိမ်းရှည်တွေနဲ့ခေါင်းနေသလိုမျိုးတောက်ဆိုတဲ့တင်ငိမ်တဲ့အတန်ကိုဗီဒီယိုထဲကနေကြားလိုက်ရတဲ့အခါမှာသူ့ရဲ့နှလုံးသားကရက်တန့်သွားသလိုခံစားလိုက်ရတယ်။သူကအခန်းထဲကနေရှောင်းလန်းတိုင်းပြေးလေကားကနေဆင်းပြီးထွက်ပြေးခဲ့တယ်။မြမဝင်ခွဲနဲ့အမကနောက်ကနေလိုက်လာခဲ့ပြီးတော့အပြေးလွှားနေတဲ့ထဲမှာသူကပြင်းထန်စွာချော်လဲပြီးခြေပေါက်ပြဲသွားခဲ့ပေမဲ့ရက်ဖို့ကိုမဝင်ရဲခဲ့ပါဘူး။အပြင်ထွက်ပေါက်ကိုရောက်တဲ့အခါမှာနောက်လဲကြည့်မိတဲ့အမားကိုလှုပ်လိုက်မိတဲ့အခါအသက်20ကျော်အရွယ်သပင်အနက်ရှည်ရှည်နဲ့ညပတ်ဆုပ်ပေးနေတဲ့အမျိုးသမီးတူကဟိုတယ်တကားဝါကနေအရေးတွေထဲကနေချောင်းကြည့်နေတာကိုမြင်လိုက်ရပါတယ်။အဲဒီခါမှာသူတို့တယောက်တည်းမဟုတ်ဘူးဆိုတာသိချသိလိုက်ရတာအိမ်ပြန်ရောက်တော့ခြောက်ကတန်ရာကိုကြည့်လိုက်တဲ့အချိန်မှာရိုးရိုးပေါက်ပြဲတန်ရာမဟုတ်ပဲပြုံးနေတဲ့မျက်နှာပုံစံ smiley face ထွင်ထားသလိုမျိုးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမတိုင်ခင်ကသူတရေဆိုတာကိုမယုံကြည်ခဲ့ပေမဲ့အဲ့နောက်ပိုင်းသူတို့အိမ်ထိလိုက်ပါလာခဲ့တဲ့အရာတွေကြောင့်အမှန်တရားကိုသိလိုက်ရပါပြီ။ဟိုတယ်ကနောက်ပိုင်းနှစ်တွေကြာတော့ဖြိုချပြီးတော့တိုက်ခန်းသစ်တွေဆောက်ခဲ့ပေမဲ့အဲ့ဒီညရဲ့ကြောက်စရာအတွေ့အကြုံကတော့သူ့ရဲ့စိတ်ထဲကနေဘယ်တော့မှထွက်ခွာသွားတော့မှာမဟုတ်ရှင်။ဒီဖြစ်ပျက်ကြီးကကျွန်တော်ဘဝမှာ1980ပြည့်လွန်နှစ်တွေအတိအကျပြောရရင်1982ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာဖြစ်ခဲ့တာပါအဲဒီတုန်းကကျွန်တော်ကအသက်20သားရှိသေးပြီးတော့ကန်တီယာကလည်းအတော်လေးကိုစိုးရွားနေတဲ့အချိန်ပေါ့ကျွန်တော်က Seattle ကအမူရင်းလူဖြစ်ပေမဲ့အဲဒီတုန်းက Portland မှာနေထိုင်နေတာပါမကြခင်မှာပဲအိမ်ပြန်ရတော့မယ့်ချိန်ဒီကိုရောက်နေပြီးအလုပ်ပြုတ်သွားပြီးအိမ်လာခမပေးနိုင်တော့တာကြောင့်အခန်းထဲကနေနင်ထုတ်ခံရတော့မယ့်အချိန်ဒီပါအိမ်ပြန်ရောက်ရင်အလုပ်တင်မရမချင်းဒါမှမဟုတ်အိမ်လာခအတွက်ပတ်စံမရမချင်းဖြစ်နိုင်ခြေသိမ်းမရှိပေမဲ့မိဘတွေနဲ့အတူနေဖို့စီစဉ်ထားခဲ့ရတယ်။အိမ်ကနေမထွက်ခွာခင်နောက်ဆုံးညတညပဲကျွန်တော်အခန်းထဲမှာကျန်တော့တယ်။အိမ်မှာငုတ်တုတ်ထိုင်မနေချင်တာနဲ့လမ်းလျှောက်ထွက်ပြီးအရက်ဆိုင်တစ်ဆိုင်မှာဘီယာတစ်ခွက်လောက်တောက်ဖို့ဆုံးဖြတ်လိုက်တယ်။အရက်ဆိုင်ကိုသွားရင်စတိုးဆိုင်တစ်ခုမှခဏဝင်ပြီးထီလမ်းမတ်တစ်ဆောင်ဝယ်လိုက်တယ်။လမ်းလျှောက်ရင်လည်းအနီးနားကဘာတစ်ခုတည်းဝင်ပြီးတော့ဘီယာတစ်ခွက်မှာတယ်။တိတ်မကြခင်မှာပဲလူတယောက်ဝင်လာပြီးကျွန်တော်ဘေးနားမှာထိုင်ကအချိုရည်တစ်ခွက်မှာတယ်။ကျွန်တော်တို့နှစ်ယောက်ကဘဝအကြောင်းရိုးစကားစမြည်တွေပြောဖြစ်ကြရင်းနဲ့သူကနောက်တစ်နေ့မှာ Seattle ကိုလေယာဉ်နဲ့သွားမယ်လို့ပြောလိုက်တယ်။အဲဒီစကားကြောင့်ကျွန်တော်ကရီးပြီးတော့ဟေးလေချောင်းလိုင်း305ကိုလားလို့မေးလိုက်တယ်။သူကရီးပြီးဟုတ်တယ်အဲ့ဒါပဲလို့ပြောတယ်သူကကျွန်တော်ကိုလည်းပဲသွားမလဲဆိုပြီးမိတော့ကျွန်တော်လည်းပတ်စံခက်ခဲကြောင်းအိမ်ပြန်တော့မယ်ဆိုတာပြောပြလိုက်တယ်။အောင်စရာကောင်းတာကသူကလည်းအလားတူပဲပတ်စံပြဿနာရှိရဲ့လို့ပြောတယ်။သူကရိုးသားပြီးလူကောင်းတယောက်လိုပါပဲ။ကျွန်တော်တို့တနားရီလောက်စကားပြောပြီးတဲ့နောက်မှာသူကပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ကံမကောင်းစွာနေပဲသူ့နာမည်ကိုတော့ကျွန်တော်မှတ်မိလိုက်ပါဘူး။ကျွန်တော်လည်းမကြခင်မှာပဲဆိုင်ကနေထွက်ဖို့ပြင်ဆင်နေတော့မှ TV ကနေထီပေါက်ကနန်းတွေကြော်ညာတော့မယ်ဆိုတာကြားလိုက်ရတယ်။ဘာဖြစ်လဲတခါလေးစောင့်ကြည့်လိုက်တော့တာပေါ့ဆိုပြီးနေလိုက်တယ်။အဲ့ဒီချိန်မှာတော့ကျွန်တော်ထီပေါက်သွားတယ်။ရှုံးနိုင်မလားဒေါ်လာ1000ခွဲပါဝမ်းသာလုံးလို့ပြောမပြတတ်အောင်တုံလို့သွားခဲ့ရတယ်အခုတော့ကျွန်တော်မှာပတ်စံရှိသွားပြီးမို့အိမ်ကိုပြန်စီရမလို့တော့ပေါ့နောက်တနေ့သတင်းတွေမှာလေရင်တစင်းပိုင်စီးခံလိုက်ရတယ်ပြီးတော့ငွေတောင်းခံနေတယ်ဆိုတာကြားလိုက်ရတယ်အဲ့လေရင်ကကျွန်တော်စီမယ်လို့စီစဉ်ထားတဲ့လေကြောင်းလိုင်း305ဖြစ်နေတယ်ကျွန်တော်ယုံမယုံနိုင်ဖြစ်သွားတယ်ဒါမဲ့ပို့ပြီးမယုံနိုင်စရာကောင်းတာကသတင်းမှာပြတဲ့လေရင်ကိုတစားခံလို့သူရဲ့ပုံချမ်းကအရက်ဆိုင်မှာကျွန်တော်နဲ့စကားပြောနေတဲ့သူနဲ့အတူတူပဲဖြစ်နေတာပါပဲသူကို DP ကူပါလို့ခေါ်ကြတယ်သူကပုံနဲ့ချိန်ချပြီးဒေါ်လာ2သိန်းကိုတောင်းယူခဲ့တယ်ပတ်စံရတဲ့ချိန်မှာတော့လေရင်ဘောကနေလေထီနဲ့ခုန်ချသွားခဲ့ပြီးဘယ်တော့မှပြန်မတွေ့ရတော့ဘူးတဲ့ဘာကြောင့်မှမသိဘူးကျွန်တော်ဘယ်သူကိုမှတခုမှမပြောပြခဲ့ဘူးတကယ်လို့ပြောခဲ့ရင်တော့ကျွန်တော်ကသူ့နာမည်အရင်ကိုသိခဲ့တာမှမဟုတ်တာဒါကတကယ်ကိုထိတ်လန့်စရာကောင်းတဲ့တိုင်းဆိုင်မှုကြီးပဲကျွန်တော်တို့ဒီအဖြစ်ဆိုးကနေတားဆီးပေးတဲ့အရာကကျွန်တော်ကိုယ်တိုင်ဒုက္ခရောက်နေရတဲ့အကြောင်းရင်းပဲပတ်စံလိုအပ်နေခြင်းကျွန်တော်ပတ်စံလိုအပ်နေခဲ့တယ်ပြီးတော့ပတ်စံရခဲ့တယ်ဘဝမှာအရာရာတိုင်းဘလို့ဆန်းဆန်းပြပြအဆင်တလဲဆိုတာကိုတကယ်ထူးဆန်းလှပါပြီရှင်